အားလုံးပဲမင်္ဂလာပါ Live Emotion Blog မှာကြိုဆိုလိုက်ပါရစေ။ဥပုံမှာပြထားတဲ့ Children Hall နာကရေကန်ကိုလမ်းလျှောက်မှာပါ။ဒီမှာလမ်းကူးမယ်ဆိုလို့ရှိရင်စိုက်ကယ်တွေကိုတော်တော်သတိထားမှာပါနော်။ကိုသွားမဲ့လမ်းကြောင်းကိုတစ်ဖက်ဆိုင်ကယ်မောင်းလာတဲ့လူကိုသိအောင်လို့လက်ကလေးပြပြီးလမ်းကူးမယ်ဆိုလို့ရှိရင်တော့ပို့လွယ်ပါတယ်။ဒီလမ်းကြီးကပုံမှန်ဆိုလို့ရှိရင်ဆိုင်ကယ်တွေကားတွေအရန်ကိုရှုပ်ပါတယ်။ဒါပေမဲ့အခုကတော့လူရှင်းနေတဲ့တနင်္ဂနွေနေ့ညနေဆောင်မလို့ပါ။လမ်းကူးပြီးတော့ပါပြီ။သွားချင်တဲ့ရေကန်ကြီးကိုလှမ်းမြင်နေရပါပြီ။ရောက်တဲ့အချိန်က9 နာရီလောက်ဆိုပေမဲ့နေမကြသေးတဲ့အတွက်ကြောင့်လမ်းလျှောက်တဲ့သူတွေနည်းနည်းရှင်းနေပါတယ်။နေကြသွားပြီဆိုလို့ရှိရင်စုပ်စားနေတဲ့ကလေးငယ်အများပြားကိုဒီမှာတွေ့ရမှာပါ။အခုကပြန်လဲထိမ့်သိမ့်ပြပြနေတဲ့ကာလာမလို့တရားဝင်ဖွင့်လိုက်ရသေးတာတော့မဟုတ်ပါဘူး။အဲကြောင့်မလို့ဆောက်လုပ်ရေးပစ္စည်းတွေနဲ့အမိုက်တရိုက်တွေကိုတစ်ခါတလေကတော့တွေ့နေရသေးပါတယ်။Children Palace လို့ခေါ်တဲ့ဒီအဆောက်အုံကြီးနဲ့နေရာက1945 August လမတိုင်မီထိကချမ်းသာတဲ့မိသားစုတွေနဲ့အရာရှိသားသမီးတွေအတွက်ကစားကွင်းအနေနဲ့တုံးချခဲ့ရပါ1946နောက်ပိုင်းမှာတော့ Clay Academic Club နဲ့နောက်ပြီးတော့ပွဲတွေကိုကျင်းပဖို့အတွက်ဒီနေရာကိုရွေးချယ်ခဲ့ပါတယ်ရေကူးကန်ကလေးကစားကွင်းပြင်နှစ်စဉ်နှစ်တိုင်းကလေးတွေအတွက်ကိုရည်ရွယ်တဲ့ပွဲလမ်းသမင်အမျိုးမျိုးကိုလည်းဒီနေရာမှာကျင်းပပါတယ်နေကြဝါပြီဆိုတော့အသက်ရှင်လမ်းလျှောက်တဲ့သူတွေနဲ့လေ့ကျင့်ခန်းလုပ်တဲ့လူတွေတစားပို့ပြီးတော့များပြားလာပါပြီဆုံးထိကြည့်ပေးကြတဲ့ကျေးဇူးတင်ပါတယ်နောက်ဘလော့မှာပြန်လည်တွေ့ဆုံပါမယ်